ကျောင်းတိုင်ဆရာတော်လုပ်ပြီး KTV မှာမာတုကာမနဲ့ကာရာအိုကေဆိုမိလို့လူထွက်ကဂျင်းအောင်သွားရတဲ့ပျော်ပွဲကဖုံဖုံ KTV မှာမာတုကာမလေးပခုံးငုံဘက်ကတူနကိုချစ်သမျှကိုလေးတချင်းကိုအမှန်ကန်ဆိုမိလို့ဂျင်းအောင်သွားရတာကပျော်ပွဲမြို့နယ်ကကျောင်းတိုင်ဆရာတော်ဖုံဖုံမှာအရင်ခေတ်မှာတော့တန်ကာတော်တွေဟာသာသနာကြီးကိုပဲဦးစားပေးလုပ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီဘက်ခေတ်မှာတော့ဖုန်းနဲ့အင်တာနက်တွေပေါ်လာချိန်မှာတော့ဖုံဖုံတွေကလည်းအတုမြန်တက်တဲ့လူတွေလောက်တာလိုက်လုပ်ချင်လာတာပါ။အခုလဲဖုံဖုံဟာလူတွေလို KTV သွားကရှယ်ပလန်နဲ့ကခဲ့တချင်းဆိုခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ပျော်ပွဲမြို့နယ်ပြည်တော်ကြီးကျောင်းတိုင်မှာဖြစ်ခဲ့တာပါ။ဒီကျောင်းတိုင်ကြီးမှာမူလသတင်းသုံးနေတဲ့ဆရာတော်ကြီးပြည့်လွန်တော်မူသွားတဲ့အတွက်ကျောင်းတိုင်ကိုဦးစီးပဲ့ကင်မှုလိုအပ်လာပါတယ်။ဒါကြောင့်ရှင်မုန်နေတာလို့ဘွဲအမည်ရတဲ့ရဟန်းတစ်ပါးကိုကျောင်းတိုင်ဆရာတော်အဖြစ်ယုံကြည်စွာနဲ့တာဝန်လွှဲအပ်ပေးခဲ့ကြပါတယ်။တက္ကသိုလ်ဒကမတွေကလည်းဆရာတော်ကြီးမရှိတော့တဲ့နောက်ပိုင်းဒီဆရာတော်တစ်ကိုပဲအားကိုးပြီးကုသိုလ်ပွားကြရမယ်လို့မျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့ကျောင်းတိုင်ဆရာတော်ဖြစ်တာဝန်ယူပြီးတိတ်မကြပါဘူး။လွန်ခဲ့တဲ့ရက်သတ္တပတ်လောက်ကပဲအရှင်မုန်နေတာတယောက်သင်္ကန်းကြီးဝစ်လျံနဲ့ပျော်ပွဲမြို့နယ်က KTV တစ်ခုမှရောက်ရှိနေခဲ့တာပါပဲ။ရောင်ရုံသက်သက်မဟုတ်ပဲပျော်ပါးကားခုန်နေတဲ့ဆိုတဲ့သတင်းတွေဓာတ်ပုံတွေစစ်ဆေးတွေ့ရှိချက်တွေထွက်ပေါ်လာတဲ့အခါမှာတော့တက္ကသိုလ်ဒကမတွေရှင်ကွဲခဲ့ရတာပါ။ဒါကြောင့်လဲသက်ဆိုင်ရာသာသနာတော်တန်ရှင်းရေးအဖွဲ့တွေနဲ့တန်ခါနာယကဆရာတော်ကြီးတွေကချက်ချင်းဆိုသလိုဝင်ရောက်ထိန်းသိမ်းပြီးစစ်ဆေးခဲ့ကြကဝီနီနဲ့မညီတဲ့လုပ်ရက်တွေကိုကျူးလွန်ထားတာထင်ရှားတဲ့အတွက်အရှင်မုန်နေတာကိုလူဝဲလဲစေပြီးသာသနာပေါင်းကနေဖယ်ရှားလိုက်ရပါတယ်။ဒါပေမဲ့အရှင်မုန်နေတာဟာကျောင်းကနေဆင်းသွားတဲ့အချိန်မှာသူတယောက်တည်းဆင်းသွားတာမဟုတ်ပါဘူး။ပြည်တော်ရေးကျောင်းတိုက်ပိုင်ပစ္စည်းတွေကိုပါမှားသွားတယ်လို့ဆိုပါတယ်။